Odo ye point of sale POS ကိုအသုံးပြုပြီးတော့ retail sale ပြုလုပ်တဲ့နေရာမှာ product ရဲ့ image လေးတွေ product စောင့်တဲ့ပုံစံတွေ product ရဲ့ category တွေကိုအရှိ video မှာပြသွားတယ် POS ရဲ့ screen ပေါ်မှာမြင်နေရတဲ့ product လေးတွေကိုဘယ်လိုမျိုး create လုပ်ထားသလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Odo with you မှာပြန်လည်ကြိုဆိုပါရစေနော်အဲ့တော့ဒီမိုလေးကိုကြည့်လိုက်ရအောင်product တွေ create လုပ်မယ်ဆိုလို့ရှိရင်ယူတို့ဒီ inventory နဲ့လည်းသက်ဆိုင်တာဖြစ်တဲ့အတွက် inventory ထဲမှာလည်းသွားဆောက်လို့ရတယ်။ဒါမှမဟုတ်ဘူး POS ရဲ့ product တွေစောက်နေရဖြစ်တဲ့အတွက် POS module တွေလည်းသွားဆောက်လို့ရတယ်ပေါ့နော်။သူကဘာလေးပဲကွာသွားလဲဆိုတော့ယူတို့ဒီ POS ထဲဝင်ပြီးတော့စောက်မယ်ဆိုရင် POS ထဲဝင်ပြမယ်နော်။အဲ့တော့ဒီ product ရဲ့ product ထဲဝင်လိုက်မယ်။ဝင်ပြီးတော့ဒီမှာ new ခေါ်လိုက်တာနဲ့သူက POS ထဲကဝင်ပြီးတော့ product စောက်တာဖြစ်တဲ့အတွက် point of sale ဆိုတာလေးကို auto on ပေးရပေါ့နော်။ဒီတစ်ချက်ကလေးပဲ။ဒါဆိုရင် POS ထဲဝင်ပြီးတော့ product စောက်တယ်ဆိုလို့ရှိရင် point of sale ကို auto on ပြီးသားဖြစ်တယ်။ဒါမှမဟုတ်ဘူး inventory နဲ့သက်ဆိုင်တာဖြစ်တဲ့အတွက် inventory ရဲ့ product အောက်က product ထဲကိုဝင်ပြီးတော့ new ခေါ်တယ်ဆိုလို့ရှိရင်တော့ point of sale က auto on ထားတာတော့မဖြစ်ဘူးပေါ့နော်။ကိုကတော့ on ပေးရမယ်။ဒါလေးပဲကွာတာ။ Odo ထဲမှာ product စောက်တယ်ဆိုလို့ရှိရင်ဘယ် product ကိုစောက်ကိုက point of sale ထဲမှာလည်း product menu ရှိတယ်။ inventory ထဲမှာလည်း product ရှိတယ်ပေါ့နော်။ဘယ်ထဲမှာစောက်ကိုကဒါကကို impact ဖြစ်ချင်တဲ့ module လေးတွေကို tick လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒါ impact ဖြစ်သွားမှာပဲပေါ့နော်။အဲ့တော့ yoga ဒီလိုမျိုးလေးလုပ်လို့ရတယ်ဆိုတဲ့အပိုင်းကိုပြပြပေးတာပေါ့နော်အဲ့တော့ point of sale product ဆောက်မှာဆိုတော့ you point of sale တွေကပဲဆောက်ပြလိုက်မယ်နော်အဲ့တော့ point of sale တွေသွားမယ်သွားပြီးရင် product အောက်မှာ product ဆိုတာလေးရှိတယ်ဒါကိုမှ you new ခေါ်လိုက်မယ်ပေါ့နော် product တဲ့ဆောက်မှာဆိုတော့ new ခေါ်လိုက်မယ် new ခေါ်ပြီးတော့you ရံပြန်ပဲဆောက်ပြမယ်ပေါ့နော်ဒါကတော့ကိုရောင်းမဲ့ product ရဲ့ product name ဖြစ်တယ်ပေါ့နော် product name လေးတော့အတိအကျလေးရေးပေးရမယ်ဒါရော sample ပြနေတာမဟုတ်လို့ပေါ့နော်အပြင်မှာဆိုလို့ရှိရင်ရံဆိုလို့ရှိရင်လည်းနူတယ်သူ့ရဲ့အများကြီးရှိရပေါ့နော်သူ့မှာဆိုပစ္စည်းတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကိုပစ္စည်းရဲ့နာမည်ပေါ့နော်နာမည်တော့အတိအကျလေးထည့်ပေးရမယ်အဲ့တော့ဒီနူတယ်လို့product name လေးထည့်ပေးသွားပြီဆိုလို့ရှိရင်ယူဒီမှာsales module မှာလည်းရောင်းမယ်ဆိုလို့ရှိရင် sales ကို tick လုပ်ထားရမယ် point of sale မှာလည်းရောင်းမယ်ဆိုလို့ရှိရင် point of sale ကို tick လုပ်ထားရမယ်ဒါဒီပစ္စည်းကိုကဝယ်ပြီးပြန်ရောင်းနေတာဖြစ်တဲ့အတွက် purchase ကတော့ tick လုပ်ကိုလုပ်ထားရမယ်ပေါ့ဒီတော့မှပဲ purchase ကနေယူလို့ဝယ်လို့ရမှာဒီပစ္စည်းကိုကဝယ်ပြီးတော့ပြန်ရောင်းနေတာဖြစ်တဲ့အတွက် purchase module လေးကတော့ on ပေးထားရမယ်ပေါ့နော်အဲ့တော့ purchase ကို on ထားမှာပဲဒီပစ္စည်းကိုဝယ်လို့ရမယ်ဝယ်ပြီးတော့မှပဲပြန်ရောင်းလို့ရမှာပေါ့နော်အဲ့တော့ဒါလေးတွေ on ထားရမယ်ပြီးရင် product type တွေကတော့ယူတို့ကပစ္စည်းကဝယ်ရောင်းလုပ်နေတာဖြစ်တဲ့အတွက် product type ကတော့ cost ပဲဖြစ်ရမယ်ပေါ့နော်service တွေ combo တွေတော့မဟုတ်ဘူး cost ပဲဖြစ်ကြမယ်ပြီးလို့ရှိရင်တော့ track inventoryကို on သားမှသာလည်းယူတို့ကဒီပစ္စည်းရဲ့ကိုယ့်ရဲ့ on hand တွေဒီပစ္စည်းရဲ့ value တွေဒီပစ္စည်းရဲ့ move တွေဒါတွေအကုန်လုံးကိုကြည့်လို့ရမယ်ပေါ့နော် reporting တွေကြည့်လို့ရမယ်အဲ့တော့ track inventory ကတော့မ on မဖြစ် on ကို on ထားရမယ်ပေါ့နော် track inventory လေး on မယ် invoicing policy တွေကတော့အထွေထူးရေးစရာမလိုဘူး order quantity ပဲရွေးပေးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ sale price တွေ sale price ကကြတော့ဒီပစ္စည်းကိုကဘယ်လောက်နဲ့ရောင်းမှာလဲပေါ့နော်တစ်ခုကိုကိုယ့်ရဲ့ပစ္စည်းတစ်ထုပ်ကိုဘယ်လောက်နဲ့ရောင်းမှာလဲအသေးဆုံးပေါ့နော်ယူအခုပြနေတာကတော့ unit နဲ့အသေးဆုံးဒီရမ်းမြန်ခောက်ဆွဲရဲ့တပါတော့မဟုတ်ဘူးပေါ့နော်တပါမဟုတ်ဘဲနဲ့ကိုက retail ရောင်းနေတာတစ်ခုချင်းစီကိုယ့်ရဲ့ဆိုင်ကအသေးဆုံးတွေတစ်ထုပ်ချင်းစီဖြည့်ရောင်းနေတာဆိုတော့ယူကဒီ product ကို unit နဲ့ပဲထားတဲ့အသေးဆုံးပေါ့နော်တစ်ထုပ်ချင်းစီရဲ့ unit နဲ့ပဲထားတယ်အဲ့တစ်ထုပ်ချင်းစီရဲ့ဈေးကဒီမှာဘယ်လောက်လဲ2000ဆုံး2000ပေါ့နော်ဒါကိုရောင်းမဲ့ရောင်းစီကိုထည့်လိုက်မယ် sale test တွေဘာတွေကကိုယ့်ရဲ့ဆိုင်က commercial test တွေဘာတွေကောက်တယ်ဆိုလို့ရှိရင်လည်း sale test တွေတစ်ခါတည်းတွဲထားလို့ရတယ်ဒါဆိုရင်ဒီပစ္စည်းကိုရောင်းတာနဲ့ test တွေက auto ပါသွားမှာပေါ့နော်အဲ့တော့ test တွေရှိတယ်ဆိုလို့ရှိရင်လည်း test တွေတစ်ခါတည်းတွဲထားလို့ရတယ်ဒါဒီလိုမျိုးလေးတစ်ခါတည်းတွဲထားလို့ရတယ်ဒါဆိုရင်တော့ဒီပစ္စည်းကိုကcustomer ကလာဝယ်နေဆိုတာနဲ့ test တွေပေါင်းသွားမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ cost ကတော့ကိုကထည့်စရာမလိုဘူးဒီပစ္စည်းကိုဝယ်ပြီဆိုတာနဲ့စစ်ဆန်က auto အလုပ်လုပ်ပြီးမှာပေါ့နော်ဒီပစ္စည်းကို1000နဲ့ဝယ်တာလား1500နဲ့ဝယ်တာလားဝယ်တဲ့အချိန်မှာဒီ cost form က auto update ဖြစ်သွားလိမ့်မယ်ပေါ့နော်ဒါတွေကတော့ထည့်စရာမလိုဘူးproduct category မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ company မှာ category တွေဘယ်နှမျိုးခွဲထားလဲပေါ့နော်ကိုရောင်းနေတာက noodle လည်းရောင်းတယ်ဒါပြီးလို့ရှိရင် juice တွေလည်းရောင်းတယ်ဒီလိုမျိုးကိုယ့်ရဲ့ရောင်းတဲ့ product တွေပေါ့နော်ပစ္စည်းရဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ပစ္စည်းတွေကိုက group ပြန်ဖွင့်လိုက်တဲ့သဘောပေါ့နော်အေးရောင်းနေဆိုလို့ရှိရင်လည်းအေး category တစ်ခုဖြစ်မယ်noodle ရောင်းနေဆိုလို့ရှိရင်လည်းခောက်ဆွဲရောင်းနေဆိုလို့ရှိရင်လည်းခောက်ဆွဲတစ်ခုတတ်ဖြစ်မယ်ကြာဆန်ဆိုလည်းကြာဆန်တစ်ခုတတ်ပေါ့နော်ဒီလိုမျိုးလေးတွေကိုရောင်းတဲ့ပစ္စည်းလေးတွေကိုပြန်ပြီးတော့group လေးတွေပိုင်းတာဒါကို system ထဲမှာ category လေးတွေပိုင်းနေလို့ခေါ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ category မှာရွက် noodle ဖြစ်တဲ့အတွက် noodle extra လေးရွေးလိုက်မယ်ပြီးရင် reference တွေပါတယ်ရှိတယ်ဆိုလို့ရှိရင်လည်းရိုက်ထည့်လို့ရတယ်ပေါ့နော်ဒီ reference လေးတွေကဘလို့အလုပ်လုပ်ရလဲဆိုတော့
ရန်ရမ်နူတယ်လို့ရိုက်ထည့်လို့လည်းရတယ်လို့ reference ပေါ့နော်သူ့ရဲ့ကုတ်နံပါတ်လေးတွေကိုရိုက်ထည့်ပြီးတော့ system ထဲမှာ POS မှာရောက်တဲ့အချိန်မှာလည်းဒီ reference လေးကိုရိုက်ထည့်ပြီးတော့လည်းရှာလို့ရတယ်ပြီးရင်ဘာကုတ်ကကြတော့ယူပစ္စည်းတွေမှာဘာကုတ်ကလေးရှိရလေဘာကုတ်နံပါတ်လေးတွေဒါဒီမှာထည့်ထားရဲဆိုလို့ရှိရင် POS မှာရောက်နေဆိုလို့ရှိရင်ယူတို့ကဘာကုတ်ကို scan ဖတ်လိုက်တာနဲ့ဒီဘာကုတ်ကလည်းဒီထဲမှာတော့ထည့်ထားရမယ်ပေါ့နော်အဲ့တော့ဘာကုတ်နံပါတ်လေးထည့်ထားတဲ့အပြင်မှာဘာကုတ်ကို scan ဖတ်လိုက်တာနဲ့ဒီ product လေးကကြာလာမယ်ပေါ့နော်ကိုယ့်ရဲ့ company ကဘာကုတ် data အသုံးပြုမယ်ဆိုလို့ရှိရင် product ရဲ့ form မှာဘာကုတ်လေးကိုမဖြစ်မနေထည့်ပေးရမယ်ထည့်ထားပြီဆိုလို့ရှိရင်ပစ္စည်းရောက်တဲ့အချိန်မှာဘာကုတ်လေးကို scan ဖတ်ပြီးတော့ဒါအလွယ်တကူရောင်းလို့ရမယ်ပေါ့နော်အဲ့တော့ဘာကုတ်လေးထည့်ရမယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အရေးကြီးတဲ့နောက်တစ်ခုကကြတော့ point of sale တက်ပေါ့နော် point of sale တက်မှာဆိုလို့ရှိရင်ဒါကကြတော့ဒီ category ကကြတော့ယူအရှိ video မှာပြသွားသလို point of sale ရဲ့ category ပေါ့နော် point of sale ရဲ့ page မှာမြင်ရတဲ့ဘယ် category အောက်မှာဒီပစ္စည်းလေးကိုကဝင်စေချင်တာလဲဒီလိုမျိုးလေးတွေ create လုပ်ပြီးထည့်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ point of sale မှာကိုယ့်ရဲ့ category လေးတွေထောက်ပြီးတော့ category နဲ့ဆိုင်တဲ့ product လေးတွေပဲကြာမယ်ပေါ့နော်အဲ့တော့ဒီမှာ noodle ဖြစ်တဲ့အတွက် noodle group တွေကိုထည့်လိုက်မယ်တကယ်လို့ကိုကအသစ်တာပေါ့နော်ကိုယ့်ရဲ့ပစ္စည်းကအသစ်ဖြစ်နေတဲ့ category အသစ်ဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီမှာရိုက်ထည့်ပြီးတော့ create တန်းလုပ်လိုက်လို့ရတယ်ပေါ့နော်ဒါဆို category အသစ်တစ်ခုဖြစ်သွားမယ်ပေါ့ရွာရှိပြီးသားဖြစ်တဲ့အတွက် noodle extra လေးပဲရွေးလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးလေးရွေးလိုက်ပြီဆိုလို့ရှိရင်ဒီလို save လုပ်လိုက်မယ်ဒါဆိုရင်တော့ product တစ်ခုဖြစ်သွားပြီပေါ့နော်POS မှာဒီ product ကိုရောင်းလို့ရသွားပြီပြီးရင်ပုံလေးတွေထည့်မယ်ပေါ့နော်ယူအရှိ video မှာပြတာတို့ပုံထည့်မယ်ဆိုလို့ရှိရင်ယူဒီမှာဒီပုံအောက်ကဒီ edit လေးကိုနှိပ်မယ်နှိပ်ပြီးတော့ဒီ product ရဲ့ပုံလေးတွေတွဲပေးမယ်ပေါ့နော်ဒီ product ပုံလေးတွဲပေးမယ်ဆိုလို့ရှိရင်ဒါ product ရဲ့ image လေးရှိသွားမယ်ပေါ့အဲဒါကို save လုပ်လိုက်မယ်ဒီလိုမျိုးပြီးသွားပြီဆိုလို့ရှိရင်တော့ယူတို့ဒီ product ကို POS မှာရောင်းလို့ရပြီပေါ့နော်ဝယ်ထားတာရှိပြီဆိုရင်တော့ရောင်းလို့ရပြီအဲ့တော့ဒီ product ကဘယ်လိုမျိုးပေါ်နေလဲဆိုတာလေးကိုယူ POS မှာတစ်ချက်ပြပေးမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီ POS တဲကိုဝင်လိုက်မယ်ပေါ့နော် open register နဲ့ဝင်လိုက်မယ်ဝင်ပြီးတော့ and cash တွေတော့မပြောတော့ဘူးเนาะ open register လေးနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ယူဒီမှာအခုစောက်လိုက်တဲ့ product တစ်ခုဒီမှာမြင်နေရပြီပေါ့နော်ဒါအောင်မှ category ရ noodle အောက်ကိုထည့်ခဲ့တာဖြစ်တဲ့အတွက်ဒီ noodle ကိုလာကြည့်မယ်ဆိုလို့ရှိရင် noodle အောက်မှာဒီ product လေးတစ်ခုအသက်ထက်ရှိသွားမယ်ပေါ့နော်အစားတော့နှစ်ခုပဲရှိတယ်အခုဒီမှာဒီလိုမျိုးလေးတစ်ခုထက်ရှိသွားတယ်ဒါဆိုရင်တော့ကိုယ့်ရဲ့point of sale ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ company ရတာပစ္စည်းအသစ်တွေဝင်လာတယ်ပစ္စည်းအသစ်တွေရောင်းမှုရှိရဆိုလို့ရှိရင်ဒီလိုမျိုးလေးအလွယ်တကူပစ္စည်းတွေစောက်ပြီးတော့ image လေးတွေထည့်မယ် category လေးတွေထည့်ပြီးတော့ creation လုပ်သွားလို့ရပါတယ်ဒီနေ့ video မှာတော့ yoga POS ရဲ့ product creation လုပ်တဲ့ပုံစံလေးတွေကို sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့ your channel လေးမှာဆက်ပြီးတော့လေ့လာနိုင်ပါတယ်เนาะကျေးဇူးတင်ပါတယ်ရှင်အဲ့တော့